လုံးနဲ့တစုတည်းထားလို့မရဘူးလားတတန်နဲ့ထွက်လို့မရဘူးလားလို့အမြဲတမ်းမေးတယ်ပေါ့နော်ကျွန်တော်တို့စူးစမ်းပြီးပြောပြပါတယ်မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းမှာတအုပ်စုလည်းရှိတာမြန်မာစစ်တပ်ပဲရှိတယ်လို့နော်အဲ့တော့မြန်မာစစ်တပ်လိုမျိုးစစ်ဖက်နှက်အောက်မှာတော်တော်တန်တမိန်နဲ့တော့ကျွန်တော်တို့ဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီစူးစမ်းတဲ့သူတွေကအဲ့လိုတော့လုပ်လို့မရဘူးလို့နော်ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့တော်လှန်ရေးအင်အားစုတွေအားလုံးကတဲ့ညီလက်ညီဟန်ချက်ညီညီနဲ့လက်ချင်းချိတ်ပြီးတော့မှစစ်ရေးဆိုရင်လည်းစစ်ရေးမှာဟန်ချက်ညီညီနဲ့နေပြီးတော့ငါတို့ဘလို့သိမ့်မလဲဘလို့သိမ့်မလဲနော်နိုင်ငံရေးဆိုလို့ရှိရင်လည်း Federal Democracy ကိုငါတို့ကဘယ်လိုမျိုးနိုင်ငံရေးဆုံးဖြတ်ချက်တွေနိုင်ငံရေးသဘောတူညီချက်တွေနဲ့ငါတို့ဘလို့တည်ဆောက်မလဲကဘာကြီးကိုငါတို့တည်ဆောက်မဲ့ Federal Democracy ဟာဒါပါပဲဟေ့လို့ကဘာကြီးကိုငါတို့ဘလို့စပွဲပေါ်မှာတင်ပြီးကြွားမလဲဘလို့တင်ပြမလဲသူတို့ဘက်ကလက်ခံလာအောင်ငါတို့ဘလောက်ထိပြောပြနိုင်မလဲဆိုတဲ့ဟာမျိုးကိုတော်လန်ရေးကလုံးနိုင်ဖို့လိုတယ်နော်ကချင်ကတတ်မဟုတ်ကရင်ကတတ်မဟုတ် NUG ကတတ်မဟုတ်ဘူးချင်းကတတ်မဟုတ်ဘူး PDF တွေကတတ်မဟုတ်ဘူး PDF တွေထဲမှာလည်းအချင်းချင်းပြန်ပြီးတော့တိုက်နေတာတွေဖြစ်လို့မရဘူးပြောမယ်ဆိုလို့ရှိရင်စစ်အုပ်စုကိုမလိုချင်တာတခုတည်းနဲ့ Federal Democracy မရဘူးစစ်အုပ်စုကိုကျမတို့အားလုံးမလိုချင်မှန်းတကဘာလုံးသိတယ်ဒါပေမဲ့တကဘာလုံးကသိချင်နေတာကအဲ့ဒီစစ်အုပ်စုကိုအတူတူဘလို့ဖြိုချပြီးတော့မှ Federal Democracy မင်းတို့ပြောနေတဲ့ Federal Democracy ကိုမင်းတို့ဘလို့အတူတူတည်ဆောက်မလဲဆိုတာပဲသိချင်တာအဲ့ဒါကိုတော်လှန်ရေးအင်အားစုတွေအားလုံးကလက်ချင်းချိတ်ပြီးတက်ညီလက်ညီနဲ့ပြောပြနိုင်ဖို့တော့သူများကိုယ့်ဘက်ကနေပြီးတော့မှသူများယုံယုံကြည်ကြည်နဲ့ကိုယ့်ကိုမင်းတို့ပြောနေတဲ့ဥစ္စာမင်းတို့တွားနေတဲ့တော်လှန်ရေးလမ်းကြောင်းမှန်တယ်ဟေ့ဆိုပြီးတော့မှဝင်ထောက်ခံလာဖို့အတွက်ကိုကျမတို့တော်လှန်ရေးအင်အားစုတွေကနိုင်ငံရေးအရာရောစစ်ရေးအရာရောတက်ညီလက်ညီလက်ချင်းချိတ်ပြီးတော့မှအတူတူတက်ဖို့လိုပဲအဲ့ဒါအရေးကြီးတယ်အဲ့ဒါကတော်လှန်ရေးအားလုံးကိုခြုံပြောပါကျမ